လောကီစုစုဖြစ်ပါလေလောကီစုစုရဲ့ဘက်ကဖေဘက်ကဓမ္မကြီးလောကီများတိုင်းဖြစ်ပါလေဓမ္မကြီးလောကီများတိုင်းရဲ့ဖေဘက်ကစေကောင်းလို့စေကောင်းဖြစ်ပါလေဒီကောင်းရဲ့ဖေဘက်ကဓမ္မကြီးဟောယေရှုဖြစ်ပါလေနောက်ဓမ္မကြီးဟောယေရှုဖေဘက်က